အလုပ်ခွင်ထဲမှာတွေ့ရတတ်တဲ့လူ၅မျိုးပုံစံကိုတရုတ်လိုပြောပြပေးမယ်เนาะဒါဆိုရင်နံပါတ်1ချက်ကကြတော့သူကအလုပ်ထဲမှာရေတာခိုးတယ်ပေါ့ဒီလိုမျိုးတွေဆိုရင်တော့ရေတာခိုတတ်တဲ့ဟာတွေရေတာခိုဖို့မောယူလို့ခေါ်ရတယ်ပေါ့เนาะမောယူဟုတ်ပြီဒါဆိုရင်သူက老板来的时候他认真工作老板不在的时候他在摸鱼တတိလာတဲ့အချိန်မှာဆိုရင်သူကအလုပ်ကိုတေချာလုပ်တယ်ပေါ့တတိမရှိတဲ့အချိန်ဆိုရင်သူကရေတာခိုနေတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့八卦ပေါ့နော်အတင်းအပြင်းပြောတာပေါ့အဲ့ဒါကို八卦နဲ့သုံးရတယ်他很喜欢讲八卦သူအရန်အတင်းအပြင်းပြောတာကိုကြိုက်တယ်နောက်တစ်ခုကကြတော့ရှေ့တစ်မျိုး၊ကွယ်ရတစ်မျိုးဒါဆိုရင်နော်တမ်းမြန်ရီထောက်ပိတ်ဟုံးရီထောက်လို့ခေါ်တယ်ပေါ့နော်ဒါရှေ့တစ်မျိုး၊ကွယ်ရတစ်မျိုးနောက်တစ်ခုကကြတော့အရန်ကိုရှာရှည်တာဟိုကိစ္စလည်းသူပါခြင်းနဲ့ဒီကိစ္စလည်းသူပါတယ်ဟိုကလည်းပြောတယ်ဒီလိုမျိုးဆိုရင်တော့ရှာရှည်တယ်ဆိုတဲ့စကားလုံးကို多管闲事လို့သုံးပြရတယ်နော်ဒါဆိုရင်နောက်ဆုံးလေးတစ်ခုလေးကတော့ဗာလေးလဲဆိုတော့ဖိုင်းမာဖိကိုခေါ်တယ်ပေါ့နော်တရားဒီဟာကဘာလဲဆိုတော့ဖားတာပေါ့နော်ဟိုလူကိုဖားဒီလူကိုဖားအဲ့လိုမျိုးဆိုရင်တော့သူကဖိုင်းမာဖိနဲ့သုံးပြရဒါကတော့ဒီအလုပ်ခင်မှာတွေ့ရတတ်တဲ့၅မျိုးကိုတရုတ်လိုလေးပြောပြပေးတာပါ